စိုက်ပျိုးသူတောင်းမများအားလုံးမင်္ဂလာပါကျွန်တော်တို့အပင်တွေကိုမြေဩဇာတွေကြီးတယ်ရွက်ဖျန်းအားစေးတွေလည်းဖြန်းတယ်ဒါပေမဲ့အပင်ကကြီးထွားမလာပဲနဲ့အားနည်းနေလို့ဖြစ်နေရမျိုးတွေကြီးထွားမှုရပ်တန့်နေရမျိုးတွေဖြစ်နေရမျိုးတွေကြုံတွေ့ရမှာပါအဲ့ဒါဘာကြောင့်လဲသိကြပါလားအဓိကအကြောင်းရင်းကတော့ကျွန်တော်တို့ရဲ့မြေစီလာမှာရှိပါတယ်ဆိုတော့ဒီမြေကြီးရဲ့ချင်ငံတက်ပါဆိုတော့မြေကြီးကအရန်ချင်နေရင်ဒါမှမဟုတ်လို့ရှိရင်အရန်ငံနေတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကျွေးလိုက်တဲ့မြေဩဇာတွေကိုအပင်ကစုပ်ယူနိုင်စွမ်းမရှိတော့ပါဘူးဆိုတော့အစာရှိပေမဲ့ပါဇက်ကိုပိတ်ထားတဲ့ပုံစံမျိုးဖြစ်နေတာပါဆိုတော့ဒါကိုသိဖို့ဆိုလို့ရှိရင်လေဒီ pH တိုင်းနဲ့ဒီဆက်ပစ္စည်းတွေဝယ်ရမလားဆိုလို့ရှိရင်ဒါတွေကလည်းဈေးကြီးပါတယ်ဆိုတော့အရင်ဈေးသက်သာတဲ့ဟာတွေဆိုလို့ရှိရင်လည်းအရင်ကြီးတိကျမမှန်ကန်တာမျိုးတွေလည်းဖြစ်လိမ့်ရှိပါတယ်ဒီနေ့မှာတော့ဒီဆက်ပစ္စည်းတွေလုံးဝမလိုပဲနဲ့အိမ်မှာပဲရှိတဲ့ပစ္စည်းတွေနဲ့တိုင်းမှုရအတွက်ကိုနီလန်းနှစ်ခုကျွန်တော်ပြောပြပေးသွားပါမယ်မြေနမူနာယူတဲ့ဟာကလည်းအရေးကြီးပါတယ်ဆိုတော့မြေနမူနာယူတာကိုကျွန်တော်ဗီဒီယိုရဲ့နောက်ဆုံးမှာပြောပြပေးပါမယ်ဆိုတော့ပထမဆုံးနီလန်းတစ်ခုကတော့ဒီ coffee တော့အနီရောင်ဒါမှမဟုတ်ခရမ်းရောင်ရှိတဲ့ coffee ထုတ်ကိုသုံးပြီးတော့မှတိုင်းတာတဲ့နီလန်းပါဆိုတော့ဒီနီလန်းကရိုးရှင်းလွယ်ကူပြီးတော့မှဒီကိုယ့်ရဲ့မြေကြီးချင်ငံတက်ကိုလည်းပြောပေးနိုင်တဲ့နီလန်းပါဆိုတော့သိပ္ပံနည်းကြလည်းစမ်းသပ်ထားတာရှိပါတယ်ဆိုတော့ဒါလုပ်ဖို့ရတဲ့ဆိုလို့ရှိရင်ကျွန်တော်ဒီ coffee အနီရောင်ဒါမှမဟုတ်လို့ရှိရင်လည်းဒီခရမ်းရောင် coffee ထုတ်တစ်ထုပ်လိုပါမယ်ဆိုတော့ဒီ coffee တွေကတော့ကျွန်တော်ဒီဈေးတွေထဲမှာရောင်းလေးရှိပါတယ်ဆိုတော့ပထမဦးဆုံးအနေနဲ့ဒီတိုင်းနာဝယ်တဲ့ကြိုတင်ပြင်ဆင်ဖို့လိုပါတယ်ဆိုတော့အဲ့ဒါကတော့ကျွန်တော်ဒီ coffee တုပ်ကိုခက်နှုတ်နှုတ်လေးဆင်းထားပြီးတော့မှဒီရေနွေးနွေးလေးနဲ့ဒီ7မိနစ်လောက်စိန်ထားလိုက်ပါမယ်ဆိုတော့အဲ့လိုစိန်လိုက်မယ်ဆိုလို့ရှိရင်ဒီ coffee အယောင်ပေါ့နော်အနီရောင်ဒါမှမဟုတ်ခဲရောင်ပါတဲ့ coffee တုပ်ကနေပြီးတော့ဒီခဲရောင်အရည်တွေထွက်လာပါလိမ့်မယ်ဆိုတော့အဲ့အရည်တွေကိုကျွန်တော်စစ်ယူပြီးတော့မှခွက်ထဲမှာထည့်ထားပေးဖို့လိုပါတယ်အဲ့ဒါပြီးတော့လို့ရှင်တော့ကျွန်တော်ဒီကိုစမ်းမဲ့မြေကြီးယူလာစုဆောင်းထားဖို့လိုပါတယ်ဆိုတော့အဲ့မြေကြီးနမူနာကိုကျွန်တော်ဒီဟင်းစားစွန်းနှစ်စွန်းစာလောက်ကိုဒီခွက်လေးတစ်လုံးထဲမှာထည့်လိုက်မယ်ဒါပြီးလို့ရှိရင်တော့ဒီစောစောကနေပြီးတော့ဒီခဲရောင်အရည်တွေကိုဒီခွက်ထဲမှာရှိတဲ့ဒီမြေကြီးမြုပ်ယုံလေးလောင်းထည့်လိုက်မယ်ပေါ့နော်ဆိုတော့ဒီနိုင်ဝက်လောက်ထားလိုက်မယ်ဒါမှမဟုတ်လည်းအယောင်ဒီလောင်းထားတဲ့အရည်တွေအယောင်ကြည်လာရဲ့အထိအောင်စောင့်ပြီးတော့ကြည်လိုက်ပါမယ်ဆိုတော့အဲ့လိုမျိုးဆိုလို့ရှိရင်ကျွန်တော်ဒီခွက်ထဲမှာရှိတဲ့အယောင်ကျွန်တော်ဒီ coffee တုပ်အရည်တွေကအယောင်ပြောင်းလဲလာတဲ့ဟာကိုကျွန်တော်စောင့်ကြည့်ဖို့လိုပါတယ်။တော့ပထမတစ်ဆင့်နေနဲ့ကတော့ဒီကိုထည့်လိုက်တဲ့အရည်တွေကဒီအယောင်ကဒီခရမ်းရောင်အတိုင်းပဲဒီမူလအယောင်အတိုင်းပဲရှိနေတယ်ဆိုလို့ရှိရင်တော့ဒါကဒီမြေကြီးရဲ့ဒီချင်ငံတဲ့ pH က9ဝန်းကျင်မှာရှိပါတယ်ဆိုတော့ဒီတမားတဲ့အနေထားမှာရှိနေတယ်ဒါအကောင်းဆုံးပါပဲဆိုတော့ဒါကျွန်တော်တောင်းသူတွေအားလုံးလိုချင်တဲ့ရလက်ပဲဖြစ်ပါတယ်အဲ့ဆိုရင်ကျွန်တော်ဒီအယောင်ပြောင်းသွားမယ်ပေါ့နော်ဒီထည့်လိုက်တဲ့အရည်တွေကဒီပန်းရောင်ဒါမှမဟုတ်ဒီအနီရောင်ဘက်ကိုပြောင်းသွားမယ်ဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ဒီမြေကြီးကချင်နေရလို့ပြောလို့ရပါတယ်ဆိုတော့ဒီအနီရောင်ပန်းရောင်တောက်လေးဖြစ်နေလေကိုယ့်ရဲ့မြေကြီးကပို့ပြီးတော့ချင်လေးပါပဲအဲ့ဆိုဒီတစ်ဖက်ကရောငံသွားမယ်ဆိုရင်ရောဘယ်ရောင်ပြောင်းသွားမလဲဆိုတော့အဲ့လိုငံသွားမယ်ဆိုလို့ရှိရင်တော့ဒီမြေကြီးရဲ့အယောင်ကအပြာရောင်ဒါမှမဟုတ်လို့ရှိရင်လည်းဒီအစိမ်းရောင်ဘက်ကိုပြောင်းသွားမှာဖြစ်ပါတယ်ဆိုတော့အဲ့လိုမျိုးဆိုရင်တော့ကိုယ့်ရဲ့ဒီမြေကြီးကငံနေပြီဆိုတော့ pH ကလည်း9ရဲ့အထက်ကိုရောက်သွားပြီလို့ပြောလို့ရပါတယ်ဆိုတော့ဒီလိုနည်းအဖြစ်ချင်ငံတက်ဘယ်လောက်ရှိလဲဆိုတဲ့ဟာကိုကျွန်တော်ကခံမှန်းလို့ရပါတယ်ဒုတိယနီလန်းကတော့ရှာလကာရီနဲ့မုတ်ဖုတ်ဆိုတာတွေကိုသုံးပြီးတော့မှဒီကိုယ့်ရဲ့မြေကြီးချင်ငံတက်ကိုစမ်းသပ်တဲ့နီလန်းပါဆိုတော့ကိုယ့်ရဲ့ကျွန်တော်တို့ရဲ့မျိုးကြောင်တွေထဲမှာဆိုလို့ရှိရင်ဒီရှာလကာရီတို့ဒီမုတ်ဖုတ်ဆိုတာတို့ကဒါတွေကရှိလို့ရှိပါတယ်ဆိုတော့ဒီမြေကြီးတွေကိုကျွန်တော်ကပထမဆုံးဒီမြေကြီးငံမငံကိုစမ်းဖို့ရအတွက်ဆိုလို့ရှိရင်ကျွန်တော်ဒီရှာလကာရီကိုသုံးပြီးတော့စမ်းပါတယ်ဆိုတော့ဒီမြေကြီးကိုယူလာမယ်ပြီးလို့ရှိရင်အဲ့မြေကြီးကိုခွက်လေးထဲမှာထည့်လိုက်ပြီးတော့မှအပေါ်ကနေပြီးတော့ဒီရှာလကာရီလောင်းထည့်လိုက်မယ်ပေါ့နော်လောင်းထည့်လိုက်လို့မှဒီမြေကြီးအားနေပြီးတော့ဒီအမြုပ်တွေထွက်လာတယ်ဆိုလို့ရှိရင်တော့ဒါဒီမြေကြီးကငံနေလို့ပြောလို့ရပါတယ်နောက်ဒီချစ်မချင်းတီးဖို့ရအတွက်ဆိုလို့ရှိရင်ကြတော့ကျွန်တော်ဒီမုတ်ဖုတ်ဆိုတာကိုသုံးဖို့လိုပါတယ်ဆိုတော့မုတ်ဖုတ်ဆိုတာကအမုံဖြစ်နေတဲ့အတွက်ကြောင့်မလို့ပေါ့နော်ဆိုတော့ပထမဆုံးအနေနဲ့ကျွန်တော်ဒီမြေကြီးကိုဒီခွက်လေးတစ်လုံးထဲမှာထည့်လိုက်မယ်ပြီးရင်ကျွန်တော်ကရေတန်လေးထည့်မယ်ပေါ့နော်ဆိုတော့ရေတန်ကတော့ရေတန်ဘူးတဲ့ရေဆိုရင်ပိုကောင်းတယ်ပေါ့နော်သူကဒီ pH 9ဝန်းကျင်မှာပဲအတန်အောင်လုပ်ထားတဲ့အတွက်ကြောင့်မလို့အဲ့လောက်မှရှိပါတယ်
ခွက်ထဲကိုကျွန်တော်ကမြေကြီးထည့်မယ်ပြီးရင်ရေလေးလောင်းထည့်လိုက်ပြီးတော့ခက်ပြစ်ပြစ်လေးဖြစ်နေတဲ့အနေအထားမျိုးလေးလုပ်လိုက်မယ်အဲ့ဒါပြီးသွားပြီဆိုလို့ရှိရင်တော့အဲ့ဒီအပေါ်မှာဒီမုတ်ဖုတ်ဆိုတာအမှုန်လေးကိုဖြူပြီးလိုက်မယ်ဖြူလိုက်လို့မှအဲ့နေရာမှာဒီအမြုပ်တွေထလာပြီဆိုလို့ရှိရင်တော့ဒီမြေကြီးကချင်နေတဲ့မြေကြီးလို့ပြောလို့ရပါတယ်ချင်တာလားငံတာလားဆိုတဲ့ဟာကိုဒါမြင်တာအောင်လို့ပြောတာပါဆိုအဲ့လိုမျိုးဘေးဟာပဲထက်ရှားလကာရေးလောင်းလို့ပဲဖြစ်ဖြစ်မုတ်ဖုတ်ဆိုတာထည့်လို့ပဲဖြစ်ဖြစ်ဘာအမြုပ်မှမထွက်နိုင်ဘူးဆိုခဲ့ရင်ရောဒါဆိုရင်တော့ကျွန်တော်တို့တောင်သူတွေဝမ်းသာလိုက်ပါတော့ဆိုကျွန်တော်တို့ရဲ့ဒီမြေကြီးကဒီတင်းတင်းတဲ့အနေထားမှာရှိနေတဲ့အချိန်မှာဆိုလို့ရှိရင်တော့ရှားကာရေးပဲထက်ဒါမှမဟုတ်လည်းမဟုတ်ဆိုတာပဲဖြူဆိုတော့ဒီကဘာမှအမြုပ်တွေမထွက်ဖ ೇನೆ ပုံမှန်တိုင်းလေးပဲရှိနေမယ်ဒါဆိုရင်တော့မြေကြီးကကောင်းနေဆိုတဲ့လက္ခဏာလို့ကျွန်တော်တို့ပြောလို့ရပါတယ်ကျွန်တော်စိုက်ခင်းနေနေပြီးတော့ဒီမြေကြီးကိုနမူနာယူလိုက်တဲ့ချိန်မှာကျွန်တော်တနေရာတည်းနေပြီးတော့ယူလာတယ်ဆိုလို့ရှိရင်ဒီမြေကြီးရဲ့ခြင်ငံတက်ကကျွန်တော်ကိုယ့်ရဲ့လေကွက်တစ်ကွက်လုံးကိုကိုစားပြုတယ်လို့ပြောလို့မရပါဘူးဆိုတော့ဒီနေရာမှာကျွန်တော်ကဒီမြေကြီးနမူနာယူတဲ့နီလန်းလေးတစ်ခုကိုကျွန်တော်ပြောပြချင်ပါတယ်ဆိုတော့ဒီမြေကြီးကိုဒီနမူနာယူတဲ့အချိန်မှာတနေရာတည်းနေယူတာထက်ကျွန်တော်ဒီနေရာစုံကနေပြီးတော့ကြာပန်းကောက်ပြီးတော့ယူခဲ့တာကပို့ပြီးတော့ကောင်းပါတယ်ဆိုတော့အဲ့မှာလည်းဒီတတ်မှတ်ထားတဲ့စီကံလေးတွေရှိပါတယ်ဥမာဆိုတော့ဒီနံပါတ်1ချက်အနေနဲ့ဆိုလို့ရှိရင်ဒီနမူနာယူမဲ့ကိုယ့်ရဲ့မြေခွက်ရဲ့ဒီကတင်ကနေပြီးတော့အနည်းဆုံး6ပေအတွန်းလောက်ကိုပဲကျွန်တော်ယူပေးဖို့လိုပါတယ်။ဘာလို့ဆိုတော့ဒီကတင်းပေါင်ဘေးတွေမှာဆိုလို့ရှိရင်နွားချီတွေကြာနေရတယ်ဘာလို့ဒါမျိုးတွေဖြစ်နိုင်တယ်ပေါ့နော်အဲ့ဆိုလို့ရှိရင်အဲ့ဒီမှာရှိတဲ့မြေကြီးတွေရဲ့ခြင်ငံတက်ကကိုယ့်တကွက်လုံးကိုကိုစားမပြုနိုင်ပါဘူးနောက်တစ်ခုကတော့ကျွန်တော်ဒီကောက်ရိုးပြက်တွေတို့အမိုက်တွေတို့စုပုံနေတဲ့နေရာအောက်မှာရှိတဲ့မြေကြီးတွေယူလို့မရပါဘူးဒါမြေကြီးကိုတဘာမျိုးစာကျွေးထားတဲ့လိုမျိုးပဲအဲ့နေရာကြီးမှာဆိုလို့ရှိရင်ဒီမြေကြီးရဲ့ခြင်ငံတက်ကမျှတနေတာမျိုးဖြစ်နိုင်တဲ့ကြောင့်ကိုယ့်ရဲ့စိုက်ခင်းကိုကိုစားမပြုနေပြန်ပါဘူးနောက်တစ်ခုကတော့ကျွန်တော်ဒီနွားချေးတွေတဘာဝမြေဩဇာပုံဒီအနီးနားမြေကြီးကိုလည်းကျွန်တော်ယူလို့မရပါဘူးနောက်ကိုမြေကြီးထဲမှာဒီထုံးတို့ဂျစ်စင်တို့ဒါမျိုးတွေပုံထားတယ်တို့အဲ့လိုနေရာမျိုးတွေဆိုလည်းကျွန်တော်ယူလို့မရပါဘူးနောက်တစ်ခုကတော့ဒီတစ်ပင်တွေရဲ့အနီးနားမှာရှိတဲ့မြေကြီးတွေအရေးကြနေတဲ့နေရာမှာရှိတဲ့မြေကြီးတွေလည်းမယူသင့်ပါဘူးဆိုတော့ကျန်တဲ့နေရာမှာရှိတဲ့မြေကြီးတွေကိုကျွန်တော်ကကောင်းတာတော့ကျွန်တော်ဒီဟိုပါပေါ့နော်zigzag လို့ခေါ်တာပေါ့နော်ဆိုတော့ကျွန်တော်ကဒီ zap ပုံစံမှာဒီလိုမျိုး zap ပုံစံမျိုးလေးကျွန်တော်ကလမ်းလျှောက်မယ်လမ်းလျှောက်ပြီးသားလို့ရှိရင် ID line ထဲမှာရှိနေတဲ့ဒီမြေကြီးရဲ့နေရာအနည်းဆုံးဒီ10ခုလောက်နေရာကနေပြီးတော့ကျွန်တော်ကမျှအောင်ကျွန်တော်ယူပါမယ်ယူတဲ့အချိန်မှာလည်းကျွန်တော်အကောင်းဆုံးကတော့ဒီပေါက်ပြားကိုတုံးတာကကောင်းပါတယ်ဆိုတော့ဒီမြေကြီးရဲ့ဒီအပေါ်ယံကိုရှက်ယူတာမျိုးမဟုတ်ဘဲနဲ့ကျွန်တော်ဒီပေါက်ပြားနဲ့ဒီ V ပုံစံလေးပေါက်လိုက်မယ်ပေါက်လိုက်ပြီးတော့မှဒီ V ပုံစံလေးကိုကျွန်တော်ကဒီအပေါ်2လက်မဖယ်အောက်2လက်မဖယ်လိုက်ပြီးတော့မှဒီအလယ်လောက်မှာရှိတဲ့ဒါမှမဟုတ်လည်းအပေါ်2လက်မလောက်ဖယ်ပြီးတော့အောက်ဖက်ချမ်းမှာရှိတဲ့ဒီမြေကြီးကိုကျွန်တော်ယူမယ်ပေါ့နော်ဆိုရင်ကျွန်တော်အပင်ရဲ့ဒီအမြင့်တွေအများဆုံးရှိနေတဲ့နေရာမှာရှိတဲ့မြေကြီးသားကိုဒါကျွန်တော်ကယူလိုက်တဲ့သဘောမျိုးပါပဲဆိုတော့ဒါမျိုးလေးတွေယူပြီးတော့မှပြီးလို့ချင်းကိုအိမ်ကိုယူလာပြီးတော့မှဒီနေအောင်မှာဓာတ်ရိုက်အချောက်မခံပဲနဲ့အရေးအောက်မှာပဲဒေချာလေးဖြန့်ထားပြီးတော့မှသူကနေသူတဘာဝတိုင်းခြောက်သွားပြီးတော့မှအဲ့ဒီမြေကြီးကိုအမှုန့်ကျိတ်ပြီးတော့မှအမှုန့်ချေပြီးတော့မှဒီမြေချင်ငံကိုစမ်းတက်တဲ့ဟာအကောင်ဆုံးနီလန်တစ်ခုပါပဲဆိုတော့ဒီဗီဒီယိုလေးကတော့ကိုယ့်ရဲ့ဒီမြေကြီးရဲ့ဒီချင်လားငံလားဆိုတဲ့ဟာကိုတီးဖို့ရအတွက်အဓိကပြောပြပေးတဲ့နီလန်တစ်ခုပါပဲဆိုတော့ဒီမြေချင်ငံနာတွေကိုပြုပြင်ပေးဖို့ရအတွက်ကတော့နီလန်တွေအများကြီးရှိပါတယ်ဆိုတော့အဲ့အတွက်ကိုတော့ဒီကျွန်တော်ဒီအစိမ်းရောင်လမ်းစိုက်ပျိုးရေးဖုန်း application ပေါ်မှာလေ့လာကြဖို့အတွက်ကျွန်တော်အနေနဲ့အကြံပြုပါတယ်ဆိုတော့ကိုယ့်ရဲ့ data ကိုယ့်ရဲ့မြေကြီးမျိုးစားပေါ်မှာမူတည်ပြီးတော့လုပ်လို့ရတဲ့နည်းလမ်းတွေအများကြီးဖြစ်တဲ့အတွက်ကြောင့်မလို့ဒါအစိမ်းရောင်လမ်း app မှာလေ့လာဖို့ရအတွက်ကျွန်တော်အနေနဲ့အကြံပြုတိုက်တွန်းလိုပါတယ်ကျွန်တော်တို့အနေနဲ့ဒီမြေကြီးအကြောင်းကိုတေချာသိပြီဆိုတော့မှဒီကိုယ့်ရဲ့ site ခင်းတွေအတွက်ကိုငွေကုန်အားကျိုးနှက်မှာပေါ့နော်မဟုတ်ဘူးဆိုရင်ကျွန်တော်ကမြေဩဇာတွေဝယ်တယ်ဈေးတွေဝယ်ပြီးတော့လုံနေမယ်ဆိုလို့ရှိရင်လေဒါကထီရောက်ငွေပတ်စံတွေအများကြီးကုန်ပြီးတော့ထီရောက်တဲ့နီလန်တစ်ခုဖြစ်လာမှာမဟုတ်ပါဘူးဆိုတော့အဲ့အတွက်ကြောင့်မလို့ဒီကိုယ့်ရဲ့ဒီနီလန်လေးတွေကိုသုံးပြီးတော့ကိုယ့်ရဲ့မြေကြီးကချင်းနေလားငံနေလားဆိုတဲ့ဟာကိုလက်တွေ့စမ်းသက်ကြည့်ကြဖို့အတွက်ကိုကျွန်တော်အနေနဲ့အကြံပြုတိုက်တွန်းလိုပါတယ်အခုလိုမျိုးသုံးဝင်တဲ့ စိုက်ပျိုးရေးနည်းလမ်းတွေကိုသိကျင်နေဆိုလို့ရှိရင်ဒါကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားပေးကြပါအောင်เนาะဆိုတော့နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်အားလုံးပဲသိနှံ့နေအထွက်တိုးပြီးတော့ဝင်ငွေတွေတိုးပွားကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဆိုတော့အားလုံးကိုကျေးဇူးတင်ပါတယ်